ဟာတဲ့ဒီကောက်ကိုဝိုင်းဆဲရင်ဝိုင်းပလေးနဲ့ကြာတော့ငါဘာသူ့ပြိတ္တဖြစ်လာကျွန်တော်မြင်တာနဲ့ကြိုက်တိကိုသိနေတာအဲ့ဒါ marketing လို့ခေါ်အဲ့ဒီ marketing ကိုသိသွားပြီဒီကောင်မလုပ်တာလဲသိသွားရင်ဝင်လေးလာမယ်ကြိုက်နိုင်ရင်ကြိုက်တယ်မကြိုက်နိုင်ရင်ပယ်မယ်အဲကြောင့်ကျွန်တော် marketing တွေလုပ်တယ်ဘာကြောင့်လုပ်လဲဆိုတော့တန်ရောစင်ဖြစ်အောင်လုပ်တာတချို့ကတန်ရောစင်ကိုချစ်တာမှတန်ရောစင်လို့ထင်မုန်းတာလဲတန်ရောစင်ချစ်တဲ့သူကမှမေးလို့မရတာမဟုတ်တော့မုန်းတဲ့သူကိုလည်းမေးလို့မရဘူးတောင်ကမဲ့ marketing လုပ်တဲ့အချိန်မှာကျွန်တော်ကိုချစ်အောင်လည်းပြောတယ်စောင့်မြစ်ကအောင်လည်းပြောတယ်တတိယဖြစ်မိုးအောင်လည်းပြောဘာလို့အဲ့လိုပြောတာလဲဒီကောင်ကအဆိုတော်တွေအင်တာဗျူးတွေငါတို့တွေ့တိုင်းဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ဘလူးဟာဘာကားတွေရိုက်နေပါလဲဘာတစ်ချင်းနေဆိုနေပါလဲခင်ဗျာဟုတ်ကဲ့ပါဒီလိုပဲပြောဒီကောင်အားနဲ့မှလည်းယူပြဘာမှဖြစ်တာသိအောင်လုပ်တယ်ဘာကြောင့်သိအောင်လဲကိုကြီးပြောသလိုပဲကျွန်တော်2000ခွန်ကနေစူးစမ်းလိုက်တာ2015လောက်ထိအောင်ခန့်ပိုင်ပေါက်ထားတဲ့တစ်ချင်းတွေကမြန်မာတန်ကြိုက်တဲ့လူဆိုကျွန်တော်အများအပြားသိကြတယ်15ပုတ်လောက်ဆိုပြရင်သိတယ်ဒါပေမဲ့ကျွန်တော်တစ်ချင်းနဲ့ကျွန်တော်တွေကိုတွဲမသိတော့ကျွန်တော်ဈေးမကြီးဘူးဈေးမကြီးတဲ့အတွက်ကျွန်တော်ပြိတ္တတွေကိုပြန်ပြီးတော့တစ်ချင်းတွေတင်ပေးဖို့အတွက်ငွေကြေးမလုံလောက်ဈေးကြီးလာရင်ပြိတ္တတွေကျွန်တော်တစ်ချင်းများများတင်ပြလို့ရတယ်ဘယ်လောက်ဒီနိုင်ငံကျော်ကျွန်တော်တို့တွေ့တာနဲ့ကျွန်တော်ဘယ်သူပါလို့မိတ်ဆက်ဆရာမလို့ကျွန်တော်သိချင်တာလို့မြန်မာနိုင်ငံမှာဆိုင်းခတ်တယ်မြန်မာနိုင်ငံမှာပဲမွေးတာသူ့ကိုလူသိအောင်လုပ်နိုင်တယ်ဗျာကျွန်တော်ကိုလူသိအောင်မလုပ်နိုင်ဆိုင်းခတ်အောင်ပြစ်တင်တာကိုမင်းတော့မကြတာမင်းလူသိအောင်လုပ်ပြီနေတော့ဘယ်နိုင်ငံမွေးတာမြန်မာနိုင်ငံသူ့တော်လူသိအောင်လုပ်နိုင်သေးတာပဲမင်းကဘာလို့လူသိအောင်လုပ်ဖို့ချစ်မြန်မာနိုင်ငံမှာပဲမွေးတာလေဖိတ်လိုက်ကျဝက်ပဲမင်းလူသိအောင်လုပ်လူသိမှမင်းလှုပ်ချင်တာလှုပ်တတ်တာတွေကိုသူများတွေစောင့်ကြည့်ပါအဲ့ဒီအတွက်ကျွန်တော်မသိအောင်လို့ဆိုအားနဲ့မှန်တဲ့ချောင်းဆဲတဲ့လူကလည်းဆက်ပလိန်းနဲ့လူကပလိန်းဝေဖန်နဲ့လူကဝေဖန်ကဲ့ရဲ့တဲ့လူကကဲ့ရဲ့ဖြစ်တယ်နဲ့လူကဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဘာဖြစ်သွားလဲဈေးကြီးသွားပထမတောင်းကနန်းအခုလေးကြီးဘူးပါနော်ဒုတိယသိန်းကနန်းမတိယောဖြစ်တော့တန်ကနန်းဖြစ်သွားတယ်လူမှုရေးရခေါ်တော့မတိယော10သိန်းပြီးကဲဝိုင်းစကန်တွေရတယ်10သိန်းကျော်ကြာလာတော့သူတို့ဇက်ရည်လေလားကော်မန်းတွေကတွေ့ဟာတဲ့ဒီကောက်ကိုဝိုင်းဆဲရင်ဝိုင်းပလေးနဲ့ကြာတော့ငါဘာသူ့ပြိတ္တဖြစ်လာဘာလို့ပြိတ္တဖြစ်ဒီကောက်ဇွဲကမြန်မာနိုင်ငံမှာလက်ရှိ2ယောက်မရှိဘူးလို့ပြောလို့ရတယ်ဂီတသက်တမ်း16နှစ်ကြာမှအောင်မြင်တဲ့အဆိုတော့ကျွန်တော်ပြမရှိဘူး2ယောက်မရှိကျွန်တော်ပြောတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့ရိုနယ်ဒိုလို့ပြောဟုတ်လားမြန်မာနိုင်ငံရဲ့ရိုနယ်ဒိုအဲ့ဒါဘူးလဲဆိုမသိအောင်ဟာအဲ့လိုကျွန်တော်ဆော်တယ်marketing ကိုအဲ့လိုဆော်လိုက်တဲ့အချိန်မှာကျွန်တော်ဒီဈေးကြီးသွားတယ်တက်တန်းပေါ့တဝဲဆိုရင်10သိန်းတချို့ဝေးရင်သိန်း20တချို့ခီးများဆိုလေရင်ပါစီးရပြီအလဲလေရင်ခွင့်တစ်ခေါက်မှမရဘူးဂီတတက်တန်း15နှစ်လေခွင့်တစ်ခေါက်မှမရဘူးလေရင်ခွင့်ဘယ်နေရာရှိလဲကျွန်တော်မသိကျွန်တော်သိတာစတူဒီယိုနဲ့ကျွန်တော်အိမ်နဲ့ဒါပဲလှိုင်းသားရကျွန်တော်ကျွမ်းနေဘယ်နေရာမှာပါရှိတယ်တိလေရင်ခွင့်ဘယ်နာရှိမှာကျွန်တော်ပြောမင်းရန်ကုန်ရောက်နေ15နှစ်ဘာလို့လေရင်ခွင့်ကျွန်တော်နဲ့မှမဆိုင်တာဟုတ်လားကျွန်တော်နိုင်ငံသားလည်းမသွားဘူးပြည်တွင်းလဲလေရင်နဲ့ကျွန်တော်ငှားတဲ့ဘယ်မရှိဘူးကျွန်တော်ကိုယ်တိုင်လည်းလေရင်ကြီးစီးပြီးတော့ promotion သွားမလုပ်နိုင်ဘူးလေအဲ့ဒါမလားအဲ့နဲ့စောင့်တယ်နောက်ပွဲတွေကြတော့လေရင်နဲ့ပါငှားလာတာမသိဘူးပါကဲဘယ်တော့အားတက်ဆရာကောင်းလဲနော်လူမသိသူမသိအောင်ဟာနေတိုင်းတိပြည်လုံးသိတယ်မသိအောင်ဟာမကြခင်ကကိုနေတိုစူပါမင်းသားသူ့ရုပ်ရှင်ကားတဲ့တော့မသိအောင်ဟာရဲ့စကားလုံးတွေပါသွားမသိအောင်ဟာတဲ့ဥခင်လိုက်ရောမတောင်းဟာလည်းမဟုတ်တယ်ဘယ်လိုကြီးလဲမသိဘူးကျွန်တော်ကိုခင်လိုက်နေတယ်ကဥက္ကလိုက်ဒါရတဲ့တောက်ကိုနောက်တာမဟုတ်ဘူးလေဒီစက်လန်းမှာသားနဲ့အံဝင်ခွင်ကြဖြစ်တော့ဒီစကားလုံးလေးကိုယူသုံးတာနောက်တော့ပဲကိုနေတိုနဲ့ကိုစီဖြိုးတို့ရုပ်ရှင်ကမသိအောင်ဟာထပ်ပါအခုမကြခင်မှာညောင်းပေးတစ်စီဥခေလိုက်ရကန်းလာနဲ့သူဒရိုက်တာဖြစ်ရိုက်ရတယ်မတိအောင်ကရေးတဲ့တားကြီးဒီတစ်ချိန်မှာပါဝင်တီးဆိုပေးပါအတန်ကောင်းလို့ဆိုခိုင်းတာမဟုတ်ဘူးကျွန်တော်တို့အတန်ကောင်းတဲ့လူဥခင်လိုက်ပြီးမှအများကြီးပဲဥခင်လိုက်ရဟယ်လိုဆိုအပြေးလာပဲလူတွေအများကြီးပဲဥခင်လိုက်နေရဆိုရင်ရွှေထူးတစ်ချိန်နဲ့ရလို့တကားဖွင့်ထားပြီးစောင့်နေလို့ရတယ်ဒါပေမဲ့သူရွေးလိုက်ထွက်မတိအောင်ကညီလေးတွေပါလာဆိုပြီးဆိုလိုက်တယ်မကြခင်ရုပ်ရှင်ကားတွေလည်းကျွန်တော်အတန်ကြီးပါလာတော့